ဇလန်းကိုမီနာတိုဆိုတဲ့အမျိုးသားတစ်ယောက်သူ့ရဲ့ရုံးခန်းထဲမှာငြိမ်ငြိမ်စိတ်ထိုင်နေတဲ့မြင်ကွင်းနဲ့စတင်ထားပါတယ်။အဲ့ဒီအချိန်မှာလုတ်ဖော်ကင်ဘက်အမျိုးသမီးတစ်ယောက်ကသူ့အနာကိုအသားအရကတ်လာပြီးဘာလို့မီနာတိုရဲ့မျက်ဝန်းတွေထဲမှာဒီလောက်တောင်နှဆိုင်လာတဲ့ဝမ်းနည်းရိပ်တွေဆွဲကြံနေရတာလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။တကယ်တော့ရင်ကွဲမတက်ခံစားရတဲ့အမှန်တရားကတော့နှစ်တွေဒီလောက်တောင်ကြာသွားခဲ့ပေမဲ့မီနာတိုရဲ့နှလုံးသားဟာသူ့ရဲ့ဘယ်တော့မှမေ့ပြစ်လို့မရတဲ့ပထမဆုံးအချစ်ဦးရဲ့အတိတ်ဟောင်းတွေကြားမှာပဲနစ်မျောနောင်တွေနေစေဖြစ်လို့ပါပဲ။ဆက်ရှင်ကတဖြည်းဖြည်းမေ့မိန်သွားပြီးမီနာတိုရဲ့အထက်တန်းကျောင်းသားဘဝကာလစီကိုခါတသက်အတိတ်အဖြစ်ပြန်လဲခေါ်ဆောင်သွားပါတယ်။အဲ့ဒီတုန်းကလူငယ်လေးမီနာတိုအတွက်ဘဝဟာတကယ်ကိုဖြတ်တန်းရခက်ခဲလွန်းလာပါတယ်။ဖခင်ဖြစ်သူကိုမမျှော်လင့်ပဲဆုံးရှုံးလိုက်ရပြီးနောက်မှာယောဂဝေဒနာအသေးအတန်ခံစားနေရတဲ့မိခင်ဖြစ်သူကိုပြုစုဆောင်ရှောက်ဖို့အတွက်ဘဝရဲ့အလေးချိန်တစ်ခုလုံးကိုပခုံးပေါ်ထမ်းတင်ခဲ့ရတာပါ။ဒီလိုကြေကွဲစရာလက်တွေ့ဘဝကသူ့ကိုကြောင်းခဏခဏပြက်ပြီးလူအများနဲ့မရောနှောပဲအထီးကျန်စိတ်ငြိမ်တဲ့ကောင်လေးတစ်ယောက်ဖြစ်သွားစေခဲ့ပါတယ်။အနာဂတ်အတွက်အိမ်မက်တွေရည်မှန်းချက်တွေဘာတစ်ခုမှမရှိပဲလွတ်မျောနေခဲ့တဲ့သူ့အတွက်တစ်ခုလေးသောစိတ်သက်သာရာကတော့ဂီတပါပဲ။ဒါပေမဲ့မွန်းချက်စရာနေ့စဉ်ဘဝဖိအားတွေအောက်မှာဂီတဆိုတာသူ့အသက်ဆက်ရှင်နိုင်ဖို့ရုန်းကန်ရတဲ့ထွက်ပေါက်တစ်ခုမျှသာဖြစ်ခဲ့ပြီးအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့စိတ်ကူးမျိုးလုံးဝမရှိခဲ့ပါဘူး။နေ့ရက်တိုင်းဟာသူ့အတွက်မိခိုးရောင်တခြင်းတစ်ပုတ်လိုပြင်းညီငွေးစရာကောင်းနေခဲ့ပြီးကြောင်းတက်ဖို့ထက်ဆေးရုံကိုလမ်းလျှောက်သွားရတဲ့အလုပ်ကပဲသူ့ရဲ့နေ့စဉ်အလုပ်ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ကတ်ဆိုးကျင်တော့တနေ့မှမိခင်ဖြစ်သူရဲ့အခြေအနေဟာအဆိုးရွားဆုံးကိုရောက်ရှိသွားပြီဖြစ်ကြောင်းသတင်းကြားတာကြောင့်မီနာတိုတယောက်ဆေးရုံစင်ကြံလမ်းအတိုင်းအသေးအတန်ပြေးသွားခဲ့ရပါတယ်။အဲ့ဒီလိုအလောတကြီးပြေးသွားရင်လမ်းမှာကောင်မလေးတယောက်နဲ့မတော်တဆတိုက်မိသွားခဲ့ပါတယ်။အဲ့ဒီခဏတာစက္ကန့်ပိုင်းလေးတွင်းမှာပဲသူမရဲ့မျက်ဝန်းတွေကိုကြည့်လိုက်ရုံနဲ့အေးခဲနေတဲ့မီနာတိုရဲ့နှလုံးသားထဲမှာအိုမင်းဆန်းပြတဲ့နှွေးထွေးမှုတစ်ခုဖြစ်တန်းသွားခဲ့ပေမဲ့အသက်အန္တရာယ်စိုးရိမ်နေရတဲ့မိခင်ဖြစ်သူစီကိုပဲအာယုံရောက်နေတာမို့ကောင်မလေးကိုထားရစ်ခဲ့ပြီးအမြန်ပြေးထွက်သွားခဲ့ပါတော့တယ်။တကယ်တော့အဲ့ဒီကောင်မလေးဟာမီနာတိုနဲ့ကျောင်းတစ်ကျောင်းထဲကအငယ်တန်းကျောင်းသူလေးမီယူပဲဖြစ်ပါတယ်။ဆေးရုံကစုံတွဲမှုဟာသူတို့အတွက်ပထမဆုံးအကြိမ်မဟုတ်ပဲတယောက်မျက်နှာတယောက်ခက်ရေးမှတ်မိနေကြတာပါ။မီယူဟာရိုးရိုးရင်ရင်ကျောင်းသူလေးတယောက်ဖြစ်ပေမဲ့မီနာတိုလိုပဲဂီတကိုအယူအမှုမျက်နှိုးတဲ့စိတ်ချင်းတူညီမှုတစ်ခုရှိနေခဲ့ပါတယ်။ဒီနေရာမှာမီယူရဲ့ငယ်တငယ်ချင်းဖြစ်သူယူဆေးနဲ့ပါဇလန်းကမိတ်ဆက်ပေးပါတယ်။သူတို့နှစ်ယောက်ဟာငငယ်ကလေးကခွဲမရတဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြပေမဲ့ယူဆေးရဲ့ရင်ထဲမှာတော့မီယူအပေါ်တငယ်ချင်းထပ်ပိုးတဲ့အချစ်စစ်တွေတိုးပွားလို့နေခဲ့ပါတယ်။ဒါပေမဲ့ဖွင့်ပြောလိုက်ရင်သူတို့ရဲ့တန်ဖိုးရှိတဲ့တငယ်ချင်းတန်ရောစဉ်ပျက်စီးသွားမှာကိုကြောက်ရွံ့လာကြောင်းယူဆေးဟာရင်ပတ်ထဲမှာပဲမျိုးသိပ်ပြီးတိတ်တဆိတ်ချစ်နေရတဲ့လမ်းကိုရွေးချယ်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့မီယူဟာမီနာတိုကိုလိုက်ရှာပါတော့တယ်။အကြောင်းကတော့မနေ့ကဆေးရုံမှာတိုက်မိစဉ်ကသူတို့နှစ်ယောက်ရဲ့ပစ္စည်းတွေမှားယွင်းလဲမိသွားခဲ့လို့ပါဒါပေမဲ့မီနာတိုတယောက်ကြောင်းမတက်တာကြောင့်သူမစောင့်ဆိုင်ခဲ့ရပါတယ်ကြောင်းစင်ချိန်မှာတော့ယူဆေးနဲ့လမ်းမှာဆုံပြီးစိတ်နှလုံးထိခိုက်ကြေကွဲစရာသတင်းစကားတစ်ခုကိုကြားလိုက်ရပါတယ်အဲ့ဒီသတင်းအရမီယူဟာဝမ်းနည်းပူဆွေးမှုပင်လယ်ပြင်ကြီးထဲမှာနစ်မျောပြီးတယောက်တည်းထိုင်နေတဲ့မီနာတိုကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်ယူဆေးပြောပြချက်အရမနေ့ကနေ့ဟာမီနာတိုရဲ့မိခင်နောက်ဆုံးထွက်သက်ချုပ်ခဲ့တဲ့နေ့ဖြစ်ပြီးသူမကွယ်လွန်သွားခဲ့ပါပြီတိတ်မတိရသေးတဲ့ကောင်လေးရဲ့ဝမ်းနည်းပူဆွေးမှုတွေရှေ့မှာမီယူတယောက်စကားပြောဖို့တုံ့ဆိုင်နေခဲ့ပါတယ်အနေခက်လာတဲ့တိတ်ဆိတ်မှုတွေကိုဖြိုခွင်းပြီးမီယူကသူပြန်ပေးရမယ့်ကားဆက်တိတ်ခွေလေးကိုကမ်းပေးလိုက်ပါတယ်မီနာတိုကတော့မိမိပစ္စည်းပျောက်ဆုံးသွားမှန်းတောင်မသိလိုက်ပဲဝေခွဲမရဖြစ်နေစင်မှာပဲတိတ်ခွေပေါ်မှာရေးထားတဲ့သူတို့နှစ်ယောက်လုံးအကြိုက်ဆုံးတခြင်းကောင်းစဉ်ဟာတထက်သေးတူညီနေတာကိုအံ့ဩဖွယ်တွေ့ရှိသွားခဲ့ပါတယ်အဲ့ဒီနူးညံ့တဲ့အခိုက်အတန့်ကစလို့မီနာတိုဟာမီယူကိုအခြားသူတွေနဲ့မတူပဲထူးခြားတဲ့မိန်းကလေးတစ်ယောက်အဖြစ်ခံစားမိလာပါတော့တယ်ဒီကျေပြောပြီးအထီးကျန်လာတဲ့ကဘာကြီးထဲမှာမိမိရဲ့စိတ်နဲ့တချင်းတန်ချင်းထပ်တူကြတဲ့အဖုံမွန်စစ်စစ်ကိုရှာတွေ့သွားခဲ့တာပါသူတို့ကြိုက်နှစ်သက်တဲ့တချင်းတွေဖလှယ်နားဆင်ရင်းနဲ့မီနာတိုဟာမီယူကမိမိရဲ့ရင်ဘတ်ထဲကအနုအညံ့ဆုံးခံစားချက်တွေကိုအတန်တိတ်ဖက်ရှုနိုင်တယ်လို့ခံစားခဲ့ရပါတယ်မတော်တဆမှုလေးကနေစတင်ခဲ့တဲ့မီနာတိုနဲ့မီယူတို့ရဲ့တန်ရောစဉ်ဟာတဖြည်းဖြည်းနဲ့အသွင်ကူးပြောင်းလာပြီးစကားတွေအများကြီးဖလှယ်မနေရပဲနေ့စဉ်နားဆင်တဲ့တခြင်းတွေကတဆင့်တယောက်နဲ့တယောက်နက်နက်ရှိုင်းရှိုင်းဆက်သွယ်မိသွားကြပါတယ်မီယူရဲ့နှွေးထွေးတဲ့တည်ရှိမှုကြောင့်မီနာတိုအတွက်ဂီတဟာထွက်ပေါက်တစ်ခုမဟုတ်တော့ပဲအသက်ရှူတန်နှလုံးခုန်တန်နဲ့ဆက်လက်ရှင်တန်ဖို့အကြောင်းပြချက်တစ်ခုဖြစ်လာခဲ့ပါတော့တယ်တလားလောက်တခြင်းတွေအပြန်လန်ဖလှယ်ပြီးနောက်မှာတော့မီနာတိုဟာတက်တီမွေးပြီးမီယူကိုစကားစတင်ပြောခဲ့ပါတယ်သူမကြောင့်ဘဝမှာပျောက်ဆုံးနေတဲ့ဂီတအိမ်မက်ကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်းစိတ်ရင်းနဲ့ကျေးဇူးတင်စကားဆိုခဲ့တယ်လို့နာကျင်စရာအတိတ်တွေကနေရုံထွက်ပြီးဘဝရဲ့အတိတ်ပဲအမှန်ကိုနားလည်လာရတယ်လို့ဖွင့်ဟခဲ့ပါတယ်အ
ဩစရာကောင်းတာကဒီလိုကုစားမှုဟာမီနာတိုတယောက်တည်းဖြစ်ပျက်ခဲ့တာမဟုတ်ပါဘူး။မီယူကိုယ်တိုင်လည်းမီနာတိုသူ့ဘဝထဲဝင်ရောက်လာပြီးနောက်မှာသူမရဲ့ကွယ်လွန်သူမိခင်ဖြစ်သူလိုမျိုးဘာသာပြန်ဆရာမတယောက်ဖြစ်ဖို့အိမ်မက်ကိုပြင်းပြင်းပြပြလိုက်လံအကောင့်ထဲဖော်ခွင့်ရရှိခဲ့တာပါ။ဒါပေမဲ့မီယူရဲ့ရင်ထဲမှာတော့ပုံမိုချိုမြိန်တဲ့အိမ်မက်တစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့အရွယ်ရောက်လာတဲ့အခါမီနာတိုရဲ့ဘေးနားမှာအမြဲတမ်းရက်တီပေးသွားမယ်ဆိုတဲ့ကတိကဝတ်ပါပဲ။ဒါပေမဲ့သူတို့နှစ်ယောက်ဟာအခြေအနေအရတငယ်ချင်းနဲ့ချစ်သူကြားကမရေရာတဲ့စီးတစ်ခုမှပဲရှိနေကြသေးတာမို့မီယူဟာအချစ်ထက်ပိုမိုတဲ့အရာတွေကိုတောင်းဆိုဖို့မဝင်ရဲပဲစိတ်ကိုထိန်းချုပ်ထားခဲ့ရပါတယ်။အချိန်တွေကုန်လွန်သွားပြီးမီနာတိုရဲ့ကြောင်ပြီးတဲ့နေ့ကိုရောက်ရှိလာပါတယ်။သူ့ရဲ့အနာဂတ်စီလှမ်းတက်သွားတာကိုကြည်ရင်မီယူရဲ့ရင်ထဲမှာစိုးရိမ်စိတ်တွေကြီးစိုးလာခဲ့ပြီးဒီကြောင်စင်ပွဲကသူတို့နှစ်ယောက်ကိုထာဝရဝေးကွာသွားစေမလားဆိုပြီးအခန်းထဲမှာတယောက်တည်းမျက်ရည်ကျနေခဲ့ပါတယ်။ဒါကိုမြင်တွေ့ရတဲ့ယူဆေးရဲ့ရင်ထဲမှာလည်းနာကျင်ရပါတယ်။မီယူမီနာတို့အပေါ်ဘလောက်အထိချစ်တယ်ဆိုတာသူအသိဆုံးမို့လို့ပါပဲ။မိမိရဲ့ကိုယ်ပိုင်ချစ်ထက်မီယူရဲ့ပျော်ရွှင်မှုကိုရှေ့တန်းတင်ကျင်တဲ့ယူဆေးဟာနာကျင်စရာအမှန်တရားကိုလက်ခံပြီးမီယူကိုရှေ့ဆက်ဖို့တွန်းအားပေးခဲ့ပါတယ်။ဒီတသက်မှာတခါပဲရမယ့်အခွင့်အရေးကိုလက်လွတ်မခံချင်ရင်မီနာတိုစီအမြန်ပြေးသွားပြီးအခုချက်ချင်းဖွင့်ပြောဖို့တိုက်တွန်းခဲ့ပါတယ်။ယူဆေးရဲ့စကားတွေကြောင့်မီယူဟာမီနာတိုနောက်ကိုအသက်လူပြီးပြေးလိုက်ပါတော့တယ်။မီနာတိုကိုမိတဲ့အခါမှာသူမကရက်ထက်နှစ်ရဲ့ရှေးဟောင်းပုံပြင်အကြောင်းကြားဘူးလားလို့မေးခဲ့ပါတယ်။အဲ့ဒီနေ့မှာမွေးဖွားတဲ့အမျိုးသမီးတစ်ယောက်ကအမျိုးသားတစ်ယောက်စီကနေအကူအညီတောင်းခံရင်းကံကြမ္မာအရာအဲ့ဒီအမျိုးသားကညှင်းပယ်ခွင့်မရှိဘူးဆိုတဲ့အကြောင်းပေါ်ဒါကိုကြားလိုက်ရတဲ့မီနာတိုကပြုံးပြီးဒီနေ့ကရက်ထက်နေ့မဟုတ်လားလို့မေးရင်ဒီနေ့ဟာမီယူရဲ့မွေးနေ့ဖြစ်ကြောင်းသဘောပေါက်သွားပါတယ်ပြီးတော့သူမရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်မင်းလိုချင်တဲ့စုကိုပြောပါငါအကောင့်ထဲဖော်ပေးမယ်လို့ကတိပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမီယူဟာထိမ့်မနိုင်သိမ့်မရဖြစ်ပြီးမီနာတိုကိုချစ်မြတ်နိုးကြောင်းဖွင့်ပြောလိုက်ပါတော့တယ်မီယူရှက်ကိုရှက်ကန်ဖြစ်နေစဉ်မှာပဲမီနာတိုကလည်းနူးညံ့တဲ့အကြည့်တွေနဲ့မိမိမှလည်းထပ်တူခံစားချက်မျိုးရှိနေကြောင်းဝန်ခံခဲ့ပြီးသူတို့နှစ်ယောက်ရဲ့ကတိကဝတ်ကိုစုံမက်တစ်ခုအဖြစ်သတ်မှတ်လိုက်ကြပါတယ်။ကျောင်းပြီးနောက်မှာမီနာတိုဟာတိုဂျိုကတက္ကသိုလ်တစ်ခုမှာပညာသင်ကြားဖို့ဆုံးဖြတ်ခဲ့ပါတယ်။မီယူသာသူ့ဘဝထဲဝင်မလာခဲ့ရင်ဒီလိုအိမ်မက်မျိုးကိုသူဘယ်တော့မှမဝတ်မှာမဟုတ်ပါဘူး။မျိုးပြကြီးရဲ့ဘဝကခက်ခဲနိုင်ပေမဲ့ဂီတလောကမှာအောင်မြင်အောင်လုပ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ထွက်ခွာခဲ့ပြီးမီယူကလည်းကြောင်းပြီးတာနဲ့တိုဂျိုကိုလိုက်လာခဲ့မယ်လို့မျက်ရည်တွေကြားကကတိပေးခဲ့ပါတယ်။ဝေးကွာခြင်းဒဏ်ချက်တွေကိုခံနိုင်ရရှိဖို့သူတို့နှစ်ယောက်လုံးအပြန်အလှန်ယုံကြည်ချက်တွေနဲ့ရုန်းကန်ခဲ့ကြပါတယ်။နှစ်တာကာလပတ်လုံးစူးစမ်းပန်းစားစာချက်ပြီးနောက်မှာတော့မီယူတယောက်တိုဂျိုကိုလိုက်သွားနိုင်မဲ့နေ့ရောက်လာခဲ့ပါတယ်။မထွက်ခွာမီယူဆေးအပါဝင်ချီရသူတွေကိုနှုတ်ဆက်ခဲ့ရမှာယူဆေးကတော့ရင်ထဲကအချစ်တွေကိုမျိုးသိပ်ပြီးမီယူမီနာတို့နဲ့ဆုံတွေ့ကပျော်ရွှင်ပါစေကြောင်းဆုတောင်းပေးခဲ့တယ်လို့လိုအပ်ရင်အမြဲတမ်းအနောက်မှာရှိနေမယ်လို့ကာကွယ်ပေးတဲ့စကားဆိုခဲ့ပါတယ်တိုဂျိုကိုရောက်တဲ့အခါမီယူရဲ့မျက်ဝန်းထဲမှာမျိုးပြကြီးကလှပနေခဲ့ပေမဲ့လက်တွေကတော့မတူညီပါဘူးစီနီယာကျောင်းသားဖြစ်နေပြီဖြစ်တဲ့မီနာတိုဟာမိန်းကလေးတွေဝိုင်းဝိုင်းလဲနေတဲ့လူကြိုက်များသူတစ်ယောက်ဖြစ်နေခဲ့ပါတယ်မီယူကမီနာတိုရဲ့နှလုံးသားကိုယုံကြည်ပေမဲ့သူ့အနားမှာအမြဲကပ်နေတဲ့ခါဆူမီဆိုတဲ့မိန်းကလေးကိုမြင်တဲ့အခါမှာတော့တဝင်းတိုစိတ်ဖြစ်ပေါ်ခဲ့ရပါတယ်မီနာတိုကမီယူရဲ့တဝင်းတိုနေတဲ့ပုံစံလေးကိုမုန်းတီးခြင်းမရှိဘဲချစ်စနိုးနဲ့ရေမောပြီးသူမကိုစိတ်အေးစေဖို့အတွက်တိုဂျိုလမ်းမတွေထပ်မှာရိုမန်တဆန်ဆန်ဒိတ်လောက်ကနှစ်သိပ်ပေးခဲ့ပါတယ်အချိန်တွေကုန်လွန်ပြီးသူတို့နှစ်ယောက်အတူတူအိမ်ငှားနေထိုင်ခဲ့ကြပါတယ်။မီနာတိုဟာအိမ်ကလေးမှာသူ့ရဲ့ကွယ်လွန်သူမိခင်နှစ်သက်တဲ့ပန်းလေးတွေကိုစိုက်ပျိုးပြီးမိခင်ဖြစ်သူကသူတို့ရဲ့အချစ်ကိုကောင်းကင်ဘုံကနေစောင့်ရှောက်ပေးနေတယ်လို့ခံစားခဲ့ရပါတယ်။မီယူရဲ့ဆူတောင်းကတော့ရိုးရိုးလေးပါ။အတူတူကြောင်းပြီးအလောက်ကင်အတီတကြရပြီးပျော်ပျော်ရွှင်ရွှင်အတူနေထိုင်သွားဖို့ပါပဲ။ဒါပေမဲ့တက္ကသိုလ်ကြောင်းပြီးလို့လက်တွေ့လူလောကထဲရောက်တဲ့အခါမှာတော့မျိုးပြကြီးရဲ့ရက်စက်မှုကသူတို့ကိုရိုက်နှက်ပါတော့တယ်။ဘလောက်ပဲအလုံးလျှောက်အလုံးမရကြပဲညှင်းပယ်ခံရမှုတွေများလာတဲ့အခါမီယူဟာဘာသာပြန်အိမ်မက်ကိုဆွတ်လွတ်ဖို့အထိစိတ်တက်ကြလာခဲ့ပါတယ်။မီနာတိုကိုယ်တိုင်လည်းလစာနေတဲ့အလုပ်တင်ဘဝကနေအလုပ်ထုတ်ခံလိုက်ရပြီးနောက်မိမိကိုတန်ဖိုးမရှိသူတယောက်ဖြစ်ယူဆကမီယူကိုဆင်းရဲတွေနဲ့ဆွဲမသွင်းကျင်တော့ပါဘူး။တနေ့မှာယူဆေးဟာမီယူကိုစိတ်ပူလို့တိုဂျိုကိုလိုက်လာခဲ့ပါတယ်။မီယူကသူမရဲ့စိတ်ပြတ်အားငယ်မှုတွေကိုယူဆေးရှိမှငိုကြွေးရင်းဖွင့်ချခဲ့ရာယူဆေးကမိဘတွေစိတ်ပူလို့အိုကီနာဝါနေအိမ်ကိုပြန်လာဖို့အတင်းခေါ်ခိုင်းတဲ့အကြောင်းပြောပြခဲ့ပေမဲ့နောက်ဆုံးမှာတော့မီယူရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုပဲအလေးထားပြီးကာကွယ်ပေးမယ်လို့ကတိပြုခဲ့ပါတယ်။ဒါပေမဲ့မီယူကမီနာတိုနဲ့မခွဲနိုင်တာကြောင့်တိုဂျိုမှာပဲဆက်နေမယ်လို့ညှင်းပယ်ခဲ့တာမို့ယူ
ယူဆေးရဲ့မျှော်လင့်ချက်လေးပျက်စီးသွားခဲ့ရပါတယ်။ငွေကြေးမရှိအနာဂတ်မရေရာတဲ့ဖိအားတွေအောက်မှာမီနာတိုဟာနောက်ဆုံးတော့ဆုံးဖြတ်ချက်တစ်ခုချလိုက်ရပါတော့တယ်။တညမှာသူကမီယူကိုလမ်းခွဲဖို့ပြောခဲ့ပါတယ်။မီယူကဘာပြတ်မတက်ခံစားရပြီးအကြောင်းပြချက်တောင်းဆိုတဲ့အခါမီနာတိုကသူမကိုမချစ်တော့ဘူးလို့ရက်ရက်ဆက်ဆက်လိန်ညာခဲ့ပါတယ်။တကယ်တော့သူဟာမီယူကိုအသက်ထက်မကချစ်နေစေဖြစ်ပေမဲ့မိမိလိုအသုံးမကျတဲ့သူကသူမရဲ့ဘဝကိုဖျက်ဆီးမိမှာစိုးရိမ်လို့ပါ။အဲ့ဒီထက်ပိုမိုဆိုးရွားတဲ့လျှို့ဝှက်ချက်ကတော့မီနာတိုမှာသွေးကင်ဆာဝေဒနာခံစားနေရကြောင်းဆရာဝန်ကယောဂရှာဖွေတွေ့ရှိခဲ့လို့ပါပဲမိယူအတွက်ဝင်ထုတ်ဝင်ပိုးမဖြစ်စေချင်တာကြောင့်မိမိရဲ့နှလုံးသားကိုအပိုင်းပိုင်းအစအခွဲချပြီးသူမကိုလွတ်လပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။၃နှစ်တာကာလပတ်လုံးမီနာတိုဟာဆေးရုံခုတင်ပေါ်မှာအားအင်ကြီးနဲ့စွာရုန်းကန်နေခဲ့ရပါတယ်။အတိတ်ကပျော်ရွှင်စရာကာလတွေကိုပြန်လည်တွေးတောရင်းကံကြမ္မာရဲ့ရက်စက်မှုကိုအပြစ်တင်ငိုကြွေးနေခဲ့ရပါတယ်။ဒီနေ့မှာတော့လုတ်ဖို့ကင်ဖက်ရသူရောက်လာပြီးမီနာတိုအတိတ်ကရေးဆက်ခဲ့တဲ့336ရက်ဆိုတဲ့တခြင်းစာသားပါတယ်။မှတ်စုစာအုပ်ကိုပေးကအသက်ရှင်နေတော့ဒီတခြင်းကိုအချောတက်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါကပဲမီနာတိုကိုအသက်ရှင်လို့စိတ်ပြန်လဲဖြစ်ပေါ်စေခဲ့ပါတယ်။နောက်ပိုင်းမှာတော့အံ့ဩဖွယ်ကောင်းလောက်အောင်မီနာတိုရဲ့ကင်ဆာရောဂါဟာလုံးဝပျောက်ကင်းသွားခဲ့ပါတယ်။ဒုတိယအကြိမ်အသက်ရှင်ခွင့်ရတဲ့မီနာတိုဟာအလုတ်ဟောင်းစီပြန်ဝင်ပြီးတရားဝင်ဝန်ထမ်းအဖြစ်အောင်မြင်အောင်ကြိုးစားခဲ့ပါတယ်။ခါဆူမီကသူ့ကိုချစ်ခွင့်ပန်ပေမဲ့မီနာတိုရဲ့နှလုံးသားထဲမှာမီယူတယောက်တည်းသာရှိနေတာကိုသိလို့လက်လျှော့သွားခဲ့ပါတယ်။ဘဝအတီးတကျဖြစ်လာတဲ့အခါမီနာတိုဟာမီယူကိုပြန်လဲသိမ်းပိုက်ဖို့အိုကီနာဝါကိုအပြေးလွှားသွားခဲ့ပါတော့တယ်။အိုကီနာဝါကိုရောက်တဲ့အခါမီနာတိုကိုစီးကြိုခဲ့တာကတော့ဒေါသကြီးဖြစ်နေတဲ့ယူဆေးပါပဲ။ယူဆေးကမီနာတိုကိုမင်းမီယူအခက်ခဲဆုံးအချိန်မှာဘယ်ရောက်နေလဲသူမအလုံးမရှိပဲအိုကီနာဝါကိုပြန်လာရချိန်ကစလို့နှစ်ပတ်လုံးဘေးနားမှာစောက်ရှောက်ပေးခဲ့တာငါပဲအခုသူမဘာသာပြန်ဖြစ်လို့ပျော်ရွှင်ခါစမှာမင်းဖြစ်စည်းဖို့လာတာလားငါတို့မနှက်ဖြန်မင်္ဂလာဆောင်တော့မယ်အခုချက်ချင်းထွက်သွားပါလို့မောင်းထုတ်ခဲ့ပါတယ်စိတ်နှလုံးကြေကွဲသွားတဲ့မီနာတိုဟာအဖွားဖြစ်သူရဲ့အိမ်ကိုရောက်သွားပြီးအဖွားရဲ့တကယ်ချစ်ရင်နောက်ကျမသွားခင်အထိလက်မလွတ်နဲ့ဆိုတဲ့စကားကြောင့်မင်္ဂလာဆောင်ခန်းမစီကိုအပြေးလွှားသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကိုရောက်တဲ့အခါမှာတော့ကလေးငယ်တစ်ယောက်ကိုမြင်တွေ့လိုက်ရပြီးအဲ့ဒါမီယူရဲ့ကလေးဖြစ်မှန်းသိလိုက်ရပါတယ်ဒီပျော်ရွှင်စရာမိသားစုလေးကိုမဖြတ်စည်းကျင်တော့တဲ့မီနာတိုဟာနှုတ်တောင်မဆက်ပဲမျက်ရည်တွေနဲ့လှည့်ပြန်ခဲ့ပါတော့တယ်နှစ်တွေအများကြီးကုန်လွန်သွားပြီးမီနာတိုဟာအောင်မြင်ကျော်ကြားတဲ့ဂီတထုတ်လုပ်သူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့နှလုံးသားကတော့အထီးကျန်ဆဲပါတနေ့မှာတော့မီယူရဲ့သမီးလေးကမီနာတိုစီရောက်လာခဲ့ပြီးအံ့ဩဖွယ်အမှန်တရားတစ်ခုကိုဖွင့်ချခဲ့ပါတယ်အဲ့ဒီကလေးမလေးဟာယူဆေးရဲ့သမီးမဟုတ်ပဲမီနာတိုရဲ့သွေးသားရင်ချဖြစ်နေခဲ့တာပါအတိတ်ကအမှန်တရားအရမင်္ဂလာဆောင်မဲ့ညမှာယူဆေးဟာမီနာတိုနဲ့တိတ်တဆိတ်တွေ့ပြီးအားလုံးကိုဝန်ခံခဲ့ပူးပါတယ်မီယူလမ်းခွဲခံရပြီးနောက်မီနာတိုရဲ့ကလေးကိုကိုဝင်ရှိမှန်းသိခဲ့ရပေမဲ့မီနာတိုကစွန့်ပစ်သွားပြီးအထင်နဲ့အိုကီနာဝါကိုပြန်လာပြီးယူဆေးကိုရင်ဖွင့်ခဲ့တာပါအဲ့ဒီအချိန်မှာယူဆေးဟာယောက်ျားကောင်းပြီးမီယူရဲ့မိဘတွေရှိမှကလေးဟာမိမိကလေးဖြစ်ကြောင်းတာဝန်ယူကလက်ထပ်ခဲ့တာဖြစ်ပါတယ်ယူဆေးရဲ့ဒီလိုအနစ်နာခံမှုကိုသိခဲ့ရလို့လဲမီနာတိုကအတိတ်တုန်းကနောက်ဆုတ်ပေးခဲ့တာပါပြစ္ဆုတ်ပံမှာတော့တမီးလေးဟီမာရီကသူမရဲ့ဖေဖေယူဆေးကလွတ်လိုက်တာဖြစ်ကြောင်းနဲ့မေမီယူဟာအသေးအတန်ဖျားနာနေပြီးနောက်ဆုံးအချိန်ကိုရောက်နေပြီမို့မီနာတိုကိုလာခေါ်ခိုင်းတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်မီနာတိုဟာငိုကြွေးရင်းသမီးလေးကိုသမီးရဲ့ဖခင်ရင်းကသမီးကိုစောက်ရှောက်ပေးခဲ့တဲ့ယူဆေးပဲလို့ပြောကာမိမိရဲ့တချင်းခွေလေးကိုမီယူအတွက်ပေးလိုက်ပြီးဆေးရုံကိုလိုက်မသွားပဲနောက်ဆုတ်ပေးခဲ့ပါတယ်ထာဝရနှုတ်ဆက်ချိန်ဟာယူဆေးနဲ့သမီးလေးအတွက်ပဲဖြစ်တဲ့နယ်လို့သူယူဆခဲ့လို့ပါယူဆေးကမီယူကိုအတိတ်ကမီနာတိုကိုမောင်းထုတ်ခဲ့မိတဲ့အမှားအတွက်ငိုကြွေးတောင်းပန်နေခဲ့ပါတယ်မီယူကတော့ယူဆေးရဲ့လက်ကိုတင်းဆုပ်ကိုင်ရင်သူမဘဝရဲ့အမောင်ဆုံးအချိန်မှာအားကိုးရာဖြစ်ပေးခဲ့လို့သမီးလေးရဲ့ဖခင်ကောင်းဖြစ်ပေးခဲ့လို့လှပတဲ့အပြုံးနဲ့ကျေးဇူးတင်စကားဆိုခဲ့ပါတယ်နောက်ဆုံးမြင်ကွင်းမှာတော့သမီးလေးဟီမာရီကမီနာတိုပေးလိုက်တဲ့366တဲတချင်းလေးကိုဖွင့်ပြလိုက်ရာမီယူဟာသူမရဲ့အချစ်ဦးမီနာတိုရဲ့နှလုံးသားထဲကလာတဲ့တချင်းတန်စင်ကိုနားဆင်ရင်ငင်းချမ်းစွာနဲ့မျက်ဝန်းတွေပိတ်ကာထာဝရအိတ်ဆက်ချင်းစီတွားရောက်ပါတော့တယ်ဒါကတော့ဒီရုပ်ရှင်ကားကြီးရဲ့လှပစံပြပြီးဝမ်းနဲ့ကြေကွဲစရာကောင်းလာတဲ့စက်သိမ်းပိုင်းပဲဖြစ်ပါတော့တယ်